ဒီဌာနဆရာတွေကိုဆရာအဲ့ဒါဘာစိတ်လဲဆိုအဲ့ဒါစင်ပတီလေးခင်ဗျားပြောတဲ့စင်ပတီလေးစာနာစိတ်လေးကိုယ့်လောက်မပြည့်စုံတဲ့တတ်တော့ပါရှောက်လေးအကျိုးလေးနဲ့ဖေမရှိချဘူးမင်းမရှိချဘူးဆရာလေးကလက်မရှိဘူးမိခွေးလေးကစကားမပြတ်တတ်ဘူးတနာလို့ချက်တီလေးလေးကိုတနာပါတယ်မိမိရဲ့မိသားခွေးလေးကိုတနာလို့ဒါတော့အခြေခံစိတ်ကောင်ကပြည့်နေတဲ့အောင်ဆန်းဖတ်တဲ့အခါကျတော့ခုနကဗျာလေးတွေဖတ်တယ်ချက်တီရွှေခဲချက်တီထားလိုက်တော့ရှည်လို့ပါမီလေးပုတုတုသူစကားဟူထားလိုက်တော့ဘိုးကျောင်းဆန်းကျောင်းဖတ်လို့ဟာကောင်းလိုက်ဒီစိတ်တွေပေါ်လာအောင်ငါတို့ဒီဆောင်းပါးတွေကဒီကြပြတွေကပေးတာလားအခြေခံစိတ်ကဒါလားကျွန်တော်တို့နှလုံးသားလေးပြောင်းလဲတယ်မဟုတ်ဘူးလားအေးဘောဟိုတမီးတကယ်ကြီးအဖေမရှိချဘူးတမီးတကယ်ကြီးညှတာနော်အရင်ထားသမှုလေးကဟင်းလေးတွေပါတက်ပွဲကျွေးတယ်တကယ်ကြီးနော်မိကိုယ်တကယ်ကျွေးနော်တမီးညှတာလေမိတော့တုံနေရကျွန်တော်တို့ဟုတ်တယ်မလားတမီးတကယ်ကြီးမဘုံမပိုင်လေမုန်းဆိုင်သွားခိုင်းဝိုင်းကျွေးနော်နင်းတကယ်ကြီးကလေဖေရောမျိုးမရှိတော့လို့အတော်နဲ့နေရတာတမီးရဲ့သူ့ကိုနော်စင်ညာမလုံးနဲ့နော်စသည်ချင်းအကိုကြီးတို့အမကြီးတို့စဉ်းစားပါဦးဒီစိတ်တွေတွင်းပေးတာကျွန်တော်လူစိတ်တွင်းတာမဟုတ်ဘူးလားစောက်ချောက်ကြဟဲ့အဲ့ဒီစိတ်မျိုးကိုဝင်လာအောင်ကျွန်တော်တို့စားတော့ဟင်းလျာရှိပါလားကျွန်တော်တောက်ပြန်မင်းနေတာစက်သားစားလို့ရတာလားအမဲကင်စားလို့ရတာလားစစ်ကင်စားလို့ရတာလားကိုတို့ဖာလူလာတောက်လို့ရတာလားကျွန်တော်ပြောပါဦးဘယ်လိုအားစေးတောက်ရင်အဲ့စိတ်တွေဝင်မလဲမင်းမျိုးညချမ်းကညမလေးတွေကျွန်တော်အဲ့တိုင်မေးခဲ့တယ်မရစေရဘူးလို့ကဲအဲ့လိုကြပြားလေးတွေအဲ့ဒီစာလေးတွေအောင်ဆန်းအကြောင်းလေးတွေဖတ်တဲ့အခါကျတော့မှဒီစိတ်ဝင်လာတာနှလုံးသားအာဟာရစိတ်ဓာတ်ခွန်အားတွေလူလူချင်းဌာနထောက်ထားတယ်ခုနစန်းရထွန်းတို့တချင်းကိုကြားသလိုပေါ့ကိုယ့်ရွာကိုယ်စာတိမျိုးလွမ်းဖို့ဆွေးဖို့တတိယဖို့ကိုယ်ဆရာသမားကိုမိဘကိုငယ်တငယ်ချင်းတွေဆင်းရဲနေပြီကိုကချမ်းသာနေပြီအမေရိကန်မှာအင်္ဂလန်မှာရန်ကုန်မှာ6မှာတခုခုမှာငါရွာလူတွေနွမ်းပါလို့ငါတို့စောင့်ရှောက်မယ်ဆိုစိတ်မျိုးတွေပေါ်ဖို့အကိုတို့ဘာစားမှာလဲကြက်သားကြော်စားမှာလားမရဘူးကိုတို့ဘယ်လိုထိုးသေးရှိတယ်လဲမရနိုင်ဘူးစန်းရထွန်းရဲ့တစားတစားနဲ့ကိုဘွားမှာပင်အရွယ်ရောက်လို့လာပြန်တော့ဒါကြောင့်မရတာတော့ရွာမှာပျော်ပြီမဲလေပျော်ရမှာမနေတော်ရမှာနေရမယ်လို့ဆိုရိုးစကားတွေရှိခဲ့တာကြောင့်မြို့ကြီးကိုလေရောက်နေပြီမဲ့တော့ကဖော်ရီများကိုတနေ့တရက်မှမမေ့နိုင်ပါစင်မမေ့နိုင်ပါစင်တော့မှဆွေမျိုးသားချင်းလဲဆင်းကြတဲ့သူတွေပင်တော့သူလုံးမတသိန်းတငယ်ချင်းများပင်ကိုမမေ့တာယုံစေခြင်းကိုခွင့်သားခဲ့ရင်တစ်ခေါက်တစ်ခါအရောက်လာဖို့သာပြင်ကျွန်တော်တို့အဲ့စိတ်ဝင်ပြီရွာပြန်မယ်ကွာကျွန်တော်ပြောနေတာကြက်တီလေးကဖတ်တဲ့ခါဆန္ဒစိတ်ခွေးလေးကဖတ်တော့ဆန္ဒစိတ်ထုံးညွန့်တချင်းကြားတဲ့ခါကျတော့ရွာတတိယဟာဘိုးကျောင်းဆန်းကြောက်ဖတ်တော့ဆန္ဒစိတ်စားရပေးရတို့ဒီစိတ်တွေတွင်းပေးတာလားအကိုတို့6သားတွေမှလည်းရှိမှာပေါ့သားလေးတွေသမီးလေးတွေတူလေးတူမလေးရှိမှာပေါ့အကိုတို့မယုံရင်ပြောကြည့်လူဆိုတာလူသားတာဝန်ကျေရတယ်တန်ဖိုးရှိအောင်နေသေသွားတာတော့မှကိုယ်တန်ဖိုးရှိအောင်နေလို့ကိုတို့ပြောကြည့်နားမဝင်စေရဘူးဘာကြောင့်လဲအမှုပညာမပါလို့မဟုတ်ဘူးလားဟိုတနေ့ကညကျွန်တော်တို့တနေ့လာနေ့ညဗကံမှာဟောတော့ကိုနေဝင်းမြင်ပါလာသူမိမမန္တလေးမှာစိုက်ဆရာမကြီးဘယ်လိုလဲဟိုနင်းပေါ့ခင်ထူးမောင်နှမလိုပဲဝတ္ထုတစ်ပုဒ်ဟိုနေ့ကကောက်ဖက်တဲ့3မျက်နှာပဲရှိတယ်ကျွန်တော်ယောက်ျားတံမြင့်ကြတော့ကြားတယ်တရေထိုင်နဲ့တောသူမညဉ့်ညံဟိုဘက်ကရွာအဖေသေးအမေသေးအဖိုးအဖွားမွေးစား10တန်းအောင်လာဇာတ်မင်းသမီးထားပါတော့မထူးပေါ့သူ့နာမည်ထားလိုက်ပါတော့အဘနဲ့အမသမီးကအဖေလည်းမရှိလို့အမေလည်းမရှိလို့သမီးတက်ကတူဆက်တက်ရှင်လို့နေပါလို့မှလည်းသမီးဘွဲရပြီးရင်ကျောင်းဆရာမလုပ်ချင်လို့ငါတို့ထားမယ်ငါတို့လည်းလေသမားရသမားကိုင်းသမားတွေမန်းလေးတက်တူပို့တယ်ကျောင်းသွားတက်တဲ့မနေ့မှာတက်တာလေးပါလေးတွေနဲ့နှုတ်ဆက်တဲ့အခါအဖိုးဖွားကြောတဲ့အခါကျတော့အဖိုးကြီးဖွားကြီးကဘာပြောလဲသမီးလာဦးငါတို့မကြောနေတယ်နင်ကျေးဇူးရှင်ငါတို့မဟုတ်ဘူးတဲ့အဖိုးရဲ့အဖရဲ့အမတို့ကလည်းသမီးမအဖေမေမရှိလို့အဖိုးတို့ကြွေးလာတာလေမဟုတ်ဘူးတဲ့ကိုမလှမ်းကြည့်စမ်းအညာကုတ်ကုတ်ပင်အောက်မှာနွားကြီးတဲ့ကောင်ပေစီတယ်အမလေးနွားကြီးတော့အများကြီးနွားကြီးအများကြီးပေါ့ဖိုးဖွေးဖြူပြီးထိတ်မှကြာကြီးနဲ့အဖိုးကပြောတယ်တဲ့နင်ကျေးဇူးရှင်အဲ့နွားကြီးသွားကြတော့အဖကလည်းဘာလဲသမီးတဲ့အဖတို့အိုကြပြီအဲ့နွားကြီးကနေမွေးရရှိတဲ့နွားကြီးပဲကင်းထဲမှာထွန်းလိုက်ရနှမ်းကင်းထဲမှာထွန်းလိုက်ရကိုင်းကင်းထဲမှာထွန်းလိုက်ရပဲတွေကိုနေပြီးတော့ချွေးလိုက်ရနှမ်းတွေကိုချွေးလိုက်ရနင်ကျေးဇူးရှင်ငါတို့မဟုတ်ဘူးနွားကြီးကလှုပ်ကျွေးနေတယ်နင်ပိုက်ခေကထမင်းလှုပ်ကအဲ့နွားကြီးထည့်ကျွေးထားတာကောင်မလေးကကတော့မကတော့နှုတ်ဆက်တယ်ပစ္စည်းကြီးလေပင်ကြီးဖြတ်ပြီးတော့မှငါတက်ကတူကြောင်းသွားတက်မလို့မန္တလေးတက်ကတူငါကြောင်းဆရာမဖြစ်ရင်လေနင်လဲမထွန်းနဲ့တော့နော်ပစ္စည်းညီပဲလဲမထွန်းနဲ့တော့နှမ်းလဲမထွန်းနဲ့တော့ငါနဲ့ကိုရှာကျွေးမယ်နော်နင်ကအငိမ့်စားယူငါကြောင်းဆရာမလုပ်မယ်နှုတ်ဆက်ခဲ့တဲ့ပစ္စည်းအညာနွားကြီးကချစ်စရာကောင်းတဲ့ခါကျတော့မတို့သိပါတယ်ဖိုးဖိုးကြီးတွေဖက်နှမ်းကြီးပြန်သွားမန္တလေးသွားအသွားပြန်ဒီတိုင်းပဲသူကပြန်လာတဲ့နွားကြီးနှုတ်ဆက်တယ်တနေ့3 နှစ်ရှိဘွဲရတော့မယ်မန္တလေးမှာကြောင်းတက်ပြီးစာဆောင်ရောက်လာတယ်မမျော်လင့်သောစာသမီးမထူးရွာကိုမြန်ပြန်လာခဲ့ပစ္စည်းဆုံးပြီဒါပဲဟာအဆောင်ကပြန်လာကစား6 သူ 6 သားများကျွန်တော်ကို40တဲ့ထင်မှာကြောက်လို့ပြောပြရစေဦးဆရာဦးသားချိုကလည်း40လိုက်တာနွားသေးတာများဆုံးနေရရသလားတကယ်တန်ရောက်နေရှိတယ်တိရစ္ဆာန်ကိုသေးတယ်လို့မရေးရဘူးကျွန်တော်တို့ဒေါ်အောင်ဆန်းစုကြည်ကပိုတော့မှိုက်သေးတယ်မလေးသူ့အိမ်ရှိမှာခွေးကြိုက်တတ်တာကိုခုသွားကြည့်မှာခွေးကြိုက်တတ်တယ်လို့ရေးတာကိုမကြိုက်ဘူးလေဗျာသူ့ခွေးလေးလေသူနဲ့ကျိုးလေးပြောတာခွေးလေးတယ်မလားလိမ္မာလုံးလုံးခွေးလို့ခေါ်တာမကြိုက်ဘူးလေဗျာကဲ
ခွေးကြိုက်တတ်သည်တားကြိုက်တယ်ခွေးလေးမလေးသူချန်နယ်ဝင်တဲ့ကောင်ကြိုက်တာဟုတ်ရောက်စုကဘာလို့တယ်မှလဲခွေးလို့မရင်းနဲ့ငါခွေးကိုလေအာအနိစုကလည်းခွေးပဲမဟုတ်ဘူးလားမရင်းမကြိုက်ဘူးလေလူချက်မြင့်မြတ်တယ်တဲ့အဲ့ဒါဘာလို့တယ်မှလဲအဲ့ခွေးလေးကိုဓာတ်ပုံရတယ်ဖြတ်ဆိုပြီးတော့ဓာတ်ပုံပြန်ကူရတယ်ဓာတ်ပုံလေးခွေးပုံလေးပေါ့အဲ့ခွေးနေရာမှာဓာတ်ပုံလေးကတ်ထားတယ်အဲ့ပုံလေးပေါ့ကြိုက်တတ်သည်ပေါ့မဲခွေးတာမကြိုက်ဘူးဗျကျမအိန္ဒိယမှာနေတော့ငါတဲ့ခွေးတစ်ကောင်မွေးဘူးတဲ့အဲ့ခွေးကြီးကတိတက်လိုက်တာတဲ့ကျမများညဘက်များနောက်ကြလို့အိမ်ပြန်လာပြီဆိုရင်လည်း तू ကမျက်နှာကြီးကခြံတော့ကြည့်တယ်မျိုးလုံးကြီးကလူလိုပဲတဲ့ तू ကဘာဖြစ်လို့ခုမှပြန်လာလဲဆိုမျိုးလုံးမျိုးကြီးတယ်ကဲ तू ရေးတဲ့စာတော့အမတို့ကျွန်တော်ပြောတော့ तू ရေးတဲ့စာမှာပါတယ်ကျမဆက်ဒီမှာထိုင်ပြီဆိုရင်ဧည့်သည်လာပြီဆိုရင်လေတဲ့ကျမဘေးမှာဘေးဧည့်သည်ဧည့်သိမ်းထိုင်တာမကြိုက်ဘူးတဲ့ तू ကဆက်ဒီမှာတော်ဆုထိုင်နေဆို तू ကဘေးကခွေးရောက်ထိုင်နေတယ် तू ကဘလို့မလာနဲ့ဆိုတော့ပေါ့ခုတော့အဲ့ခွေးကြီးလေကျမဒီနိုင်ငံမရောက်ခင်အမေမဆုံးရင်အိန္ဒိယမှာဆုံးပါပြီအမတို့ပြောချင်တာအဲ့ဒါပြောချင်တာကျွန်တော်စာဖိုင်းတန်းလိုက်နဲ့အိန္ဒိယမှာဆုံးပါပြီဒေါအောင်ဆန်းစုကြည်ဗိုလ်ချုပ်ဆန်းသမီးတေတပြေဦးနော်ဟာတော့သူခွေးတံမိုးထိုက်တာမဆုံးနေရတဲ့တေတပြေဦးကျွန်တော်တို့အဖိုးဖွားများကျွဲတွေနွားတွေရိုက်တာမကြိုက်ဘူးကျွန်တော်တော်သားမရိုက်နဲ့တဲ့မင်းတို့မင်းရှာကျွေးနေတာလေကျွန်တော်အဖိုးနော်သူ့စင်းငါးတွေပေါ့အေးမင်းနဲ့ကွာမကြိုက်ဘူးကွာမင်းနဲ့ဒီစိတ်ရှိတယ်အခုရေးတဲ့စာလဲတကယ်မှန်ပဲသမီးအမြန်ပြန်လာပေးစီဆုံးပြီမန်းလေးကလည်းမြင်းညာတစ်ဆင့်အခုခေတ်လိုကားတွေအဆင်ပြေသေးဘူးမြင်းညာတွေ ARB ကိုကူကမ်းမတော်ကြီးကိုတက်ရွာကိုတက်တဲ့အခါကျတော့မှအဘကြီးအမတို့မိထူးပြန်လာပြီအဘတို့အမတို့ရေပြစ်တဲ့အခါကျတော့ကမ်းမဆောက်လက်တဲ့အမောလဲဆိုတဲ့အချိန်အိမ်လှမ်းကြည့်တဲ့အခါကျတော့လူသေးတဲ့အတုပအိမ်အတိုင်းပဲဖြားလေးခင်းလို့ကိုယ့်ရဲ့ကလေးတွေနဲ့ကိုယ့်ရပန်းလေးတွေနဲ့ရင်လေးပန်းလေးတွေနဲ့အတုပရက်လက်လို့လုပ်နေတာကဲကျွန်တော်ကတော့မဆန်းကျဲပါဘူးကျွန်တော်ဟင်းသလားတက်ကတူမနေစဉ်ကာလတော့တထေးတယောက်ကငါးကြီးမိုးထားတယ်ရွှေငါးကြီးတားကြီးလို့ခေါ်တယ်350လောက်ပေးရတယ်ငါးကြီးကလည်းသေတော့ဗျာကျွန်တော်တနေ့စပိန်လေးနဲ့ဟင်းသလားစီတဲ့ဖြတ်သွားတဲ့ခါကျတော့ဘုန်းကြီးနေဆွမ်းကန်နေတော့အိမ်ဝင်မေးတာကျွန်တော်ကဘာလို့လဲဆိုရက်လေတဲ့ကျွန်တော်ဒိန်းနဲ့ဘာလေးပေါ့တားကြီးဆုံးလို့ဆိုတော့သူ့သားဆုံးနေထင်တာငါးကြီးသေးတာရက်လက်လုံးနေတာကဲငါလည်း350လောက်တန်တာဟိုဗျာထားလိုက်ပါတော့ဒါတော့ဒါဟင်းသလားလူတွေရဲ့တထေးတွေရဲ့ယူတာထားလိုက်ပါတော့ဒီမှာကျေးဇူးရှင်တော့တက်သွားတဲ့အခါကျမှသမီးကငိုတာအဘရေပစ္စည်းရောရင်အမတို့သမီးပစ္စည်းရောနင့်ကိုတန်ကြွတဲ့သေပြီးတော့ငါတို့ရက်နေမဟုတ်လားအမလေးအဘရေဆိုပြီးတော့ထိုင်ခွင်းတန်းလည်းမထိုင်တော့ပါတက်တော့ကျောင်းသူကအဖိုးကိုမေးတာအဘသမီးပစ္စည်းကိုကြည့်ကျင်လို့ပစ္စည်းအလောင်းရင်နွားအလောင်းကိုဘယ်သူကထားမှာလဲကိုနေရဲ့ပေါ်ပြီးတော့ဂျိုးတွေပါတယ်ချဖြစ်သွားပြီအဘသမီးပစ္စည်းရောအဖိုးရလက်ဆွဲနေတယ်နင်တော်ကြည့်ကျင်နေလားမေးတယ်အဘသမီးကြည့်ကျင်လို့လာခဲ့အမိုက်မသမီးလေးကမမိုက်ဘူးမီးလေးကလိမ့်မပါတယ်တိုးတော်လဲနွားကိုချစ်တဲ့တန်ရောစင်နဲ့ဂိမ်းနာဒေါသပြောတာလာခဲ့စမ်းအမိုက်မစောင်းနဲ့တော့အိမ်လေးကိုပတ်ပြီးတော့နောက်ဖေးကိုခေါ်သွားတဲ့ခါကျတော့မြေခွက်လက်ကြီးခုနကမှညောင်ပင်နေရာကျဲတော့ပူလို့မလှမ်းမကမ်းမှာခက်မဲနဲ့4ပေ5ပေပက်လေတော့မဲလေးတွေ့တယ်တောင်4တောင်မှာကျိုးတွေနဲ့ဆိုင်လို့ငုတ်တိုင်4တိုင်စိုက်လို့ဆွဲဆန့်ထားတာနွားတရေပေါ့မတိသေးသူကသွားတာအဖထိုင်ကြည့်တော့မှဒါမျိုးခက်ပြတ်မြန်ပေါ့ဗျာဒီဖြတ်ထားတာဒီတောင်တွေမှာကျိုးတွေနဲ့ဆွဲထားတာအဖသမီးပစ္စည်းရောဟိုကြီးအဖိုးကြီးအကြိတ်တယ်ထက်ကောင်မအမိုက်မနင့်ကိုထမင်းကျွေးခဲ့တဲ့ပစ္စည်းနင့်တက်ကတော်တက်ဖို့ဈေးချတဲ့ပစ္စည်းအဲ့တော့နင့်ကျေးဇူးရှင်လို့ပြောချတာမှာအမလေးပစ္စည်းရဲ့ဆိုထိုင်ချိုင်းတန်းလာနဲ့ဒီတရေပြားလေးကိုလှက်ပြီးလည်းနဲ့ပုတ်နေလိုက်တာတတိယပြီးတော့ကျေးဇူးရှင်နွားကြီးကိုပုတ်ကြည့်နေတာအညာပြန်သားတွေလိုက်လည်းနဲ့ပုတ်ကြည့်နေတာပစ္စည်းငါပြန်လာပြီပစ္စည်းရဲ့ပုတ်နေလိုက်တာဒီတရေပြားမှာတနေရရမှာများပစ္စည်းရဲ့အသက်ဝိညာဉ်လေးတွေပါလေးတွေများရှိနေတယ်မလားစမ်းကြည့်တာပစ္စည်းရေငါလာပြီးငိုလို့အားရတော့မှအဖိုးကထကောက်မြေဖုန်းရောက်အဖိုးကိုလှမ်းကြည့်တော့ညေ့ရွှဲလို့အဖိုးဒါဘာဖြစ်လို့တရားကိုနေလှမ်းထားတာလဲသမီးရဲ့ပစ္စည်းရတို့တသက်လုံးတွေ့ရင်မှတိရစ္ဆာန်ဘဝနဲ့အကုသိုလ်တက်တဲ့ခါရှာကျွေးရတာခုသိပြီသမီးရဲ့သူ့တရေလေးကိုအဖိုးလေးအားလုံးဂျိုတွေရောခွာတွေရောလူကြီးတွေကောင်ယူပေးလိုက်ပြီတဲ့အသွေးတွေရောအသားတွေရောပေါ့သေပိုင်းလေးကိုအဖိုးနေဘူးထမ်းထားတာအမွှေးလေးရေးပြီးတော့ပါဖိုးဘာလို့ဖို့လဲရွာဦးကျောင်းဆရာတော်ဘုရားကိုလှူဖို့ဖိုးဘာလို့လှူမှာလဲပစ္စည်းရအကုသိုလ်ကြီးလို့တိရစ္ဆာန်ဘဝနဲ့တို့အိမ်မှာလာရုပ်ကန်လာသမီးရဲ့နောက်ဘဝတွေမှာကောင်းကြီးရအောင်ပေါ့ဖုံတရားဟောတယ်အဲ့ဒီပေါ်မှာတက်ထိုင်အောင်လို့သေတိုင်းခေါ်တယ်ရွာတွေမှာဘုန်းကြီးနောက်ကလေသေတိုင်းလေသေနေသေတိုင်းဆရာတော်ဘုရားကိုကတ်မယ်အဲ့ဒီပေါ်ဆရာတော်ဘုရားထိုင်ပြီးတော့တို့ရွာသားတွေကို9ပါးသီလ10ပါးသီလ10ပါးသီလပေးမယ်ဥပုံနေတိုင်းပစ္စည်းကုသိုလ်မရဘူးလားကောင်းလိုက်တာအဖိုးရဲ့အဖိုးစိတ်ကူးလေးကောင်းလိုက်တာငါတခုပြောမယ်ပစ္စည်းမသိရင်မလုပ်ခဲ့လေအဖိုးသမီးတို့အိမ်ကသမီးတို့မိသားစုစားဖို့တောက်ဖို့ပဲတွေနှမ်းတွေကိုင်းထဲမှာထုံရဲရက်ခဲ့တယ်အေးတောင်းမကြည့်ဘူးလားတဲ့ကြည့်ပါလေသေတော့ပါချန်ခဲ့လေခုငါပြောတာပါလေးလေသေပိုင်းလေးဘသူထိုင်မှလဲအပေါ်ကဖုံထိုင်မယ်သေသွားတော့လေသူ့ပေါ်မှာဖုန်းကြီးထိုင်ပြီးတရားဟောမှာနင်လူဟဲ့လူတွေကဒီကတောင်းကြည့်ဖို့မသိဘူးလားရှင်းစင်ကာလမှာကိုမိကိုဖကိုသမီးကိုသားဘယ်ဖေးတောင်းကြည့်တယ်တဲ့အဲ့ကြမှာအဘနင်လည်းတောင်းကြည့်အောင်လုပ်သေသွားပြီးရင်ပေစီလို့တိရစ္ဆာန်ကောင်ကသေပြလေးခြံထားသေးတယ်အောင်ဆန်းကလွတ်လပ်ရေးခြံထားခဲ့သေးတယ်တွန်းနေတဲ့တချင်းတွေအများကြီးခြံထားခဲ့တယ်ဆိုဖို့ဟာအများကြီးပဲနော်ပေစီကသေပြခြံခဲ့တယ်နင်နားလေလားထွင်းနေပါခြံပါလေအဲ့ဒီကြမှာတ
သမီးမဇက်လိုက်မင်းသမီးကငိုတာဘာသမီးအတန်းနဲ့လူတယောက်တာဝန်ကြည့်ပြီးတော့သမီးတင်တခုခုချမ်းခဲ့ဖို့ဒီမှာ6သားတွေကကျွန်တော်ပြောမယ်ဆရာဦးသားချိုကျွန်တော်တို့နိုင်ငံရေးလို့ပြီးတော့တော်လှန်ရေးတွေပါနေတဲ့အသက်ပေးအဲ့လိုမဟုတ်ပါဘူးကိုတို့တော်လည်းမထင်နဲ့တိတိလေးတချို့အဖေတွေမှပါမယ်အဖေတာဝန်ကြီးလို့လားရှာကျွေးသလားကျွန်တော်စင်းလာကျွန်တော်မြင်မနေဘူးတော့မတို့ငါးချက်ရတယ်ငါးချက်နဲ့ဆောင်ပြီးတော့ငါတို့မိသားစုတောင်းခံမယ်30ရတယ်8ချက်ကိုပြီးရတော့2ချက်အိမ်ပေးကလေးစေးမယ်တော့မိမဆိုတော့ပပရဲ့ဒီဖေမျိုးကျွန်တော်ပြောနေတာကျွန်တော်ပြောတာဆိုတချို့အဲ့လိုဗျမ်းမှန်တာလူရှိတာလူဖြစ်တာသမီးရဲ့ပေးစီတာဝန်ကြီးတယ်တေးတာတော့မှတာဝန်ကြီးခဲ့တယ်တို့အဖေတွေဆုံးသွားပြီသားသမီးတွေဘွဲရလို့အိမ်လေးတက်ကလေးတွေကားလေးတွေခြံထားခဲ့တယ်တွေ့လားဆိုင်လေးတွေနဲ့စသည်တခုခုကျွန်တော်ပြောနေတာပါဟုတ်အကြည့်တယ်ပြောတော့မဟုတ်ဘူးသမီးနင်းခြံထားခဲ့ဖို့တင်တယ်အဘသမီးခြံခဲ့မယ်ပေးစီရေကုန်းကင်နဲ့ပြောတယ်တေးပိုင်းလေးကိုပေးစီငါနင်းလို့ဖြစ်အောင်လုပ်မယ်ပေးစီရဲ့အဘသမီးတို့အိမ်မော်သွားမယ်လှက်ပြန်တော့မှဖိုးကြီးကမြဲနေကျွန်တော်အိမ်ဝတ္ထုဖိုင်တန်းလန်းနဲ့ငိုင်းနေတဲ့အဲ့ညလေးမောင်သားချိုစာရေးဆရာမင်းကဘာတွေလုပ်လဲလောကကြီးတွေ့မင်းပရိဟိတလေးလည်းမလုပ်ပါကျွန်တော်နည်းနည်းလုပ်တယ်မှာကျွန်တော်ကိုယ်ကိုတင်စားနေတာပါကျွန်တော်လုံးဝတော့ရိုင်းတာမဟုတ်ဘူးငါပေါ့တယ်ကွာအကုန်လုံးရက်ကွက်တော့ကဘာလို့ဆက်ဖြစ်တာအဲ့လိုကျွန်တော်ကိုစိတ်တွေပေါ်လောင်ဘာလုပ်တာလဲအဲ့ဒီဝတ္ထုကလုပ်တာတပီးတို့မဟုတ်ဘူးလားညီတို့ကြက်ကြော်ကလုပ်တာလားဒိန်ရလုပ်တာလားထိုးစရာလုပ်တာလားစောက်စရာလုပ်တာလားမလုပ်ဘူးနော်ကိုတို့နှလုံးသားထဲမှာအာဟာရတွေရွာတရိယာကိုထွန်းညွန့်လုပ်ပြီးဆန်းတဲ့ထွန်းညွန့်လုပ်ပြီးလေကြက်တွေလေးပါပြီကလေးအောင်ဆိုင်ချုပ်ပြီးပြီလူဆိုတယောက်တော့စာနာမယ်ကွာကိုစားသေးရမလို့ဘူးကြက်ကြော်မလို့ဘူးလူဆိုတောင်းဝင်ကြည့်ရမယ်နေစဉ်ရောသေစဉ်ရောနွားပေစီလို့ပေါ့ရုပ်ပေါ်မြေပဲခင်းထဲမှာရုပ်ပေါ်နှမ်းခင်းထဲမှာသေတော့သေပိုင်းခြိုင်ခဲ့ပေါ်မြေတဲ့သုံးမင်းအမိသားစုတွေ့ဘယ်ကပေးတာလဲဝတ္ထုကပေးတာမဟုတ်ဘူးလားတို့တွေနှလုံးသားအာဟာရကိုပေးနေတာညီတို့စဉ်းစားကြည့်မင်းမျိုးမှကျွန်တော်ပြောခဲ့တာဘာတွေကပေးတာလဲစာကောင်းပေမွန်တွေအနုပညာကောင်းတွေကပေးတာကျွန်တော်မပေးဘူးတချို့လူများကဒီနေ့ခေတ်မှာမေ့လျော်ပြီးတော့ကျွန်တော်နိုင်ငံကိုယ့်ရောကာယကြီးနဲ့အင်းစာတက်ရင်ကောင်းတော်ပြီယူပါဗေဒဂုဏ်ထွက်ရင်တော်ပြီရင်းဆရာဆိုင်ကယ်လေးရှိရင်တော်ပြီဟဲဖုန်းလေးချိန်ထားရင်တော်ပြီဟဲချိန်လေးနဲ့ဆိုတော်ပြီဆွဲကြောလည်းပဲဆွဲထားရင်တော်ပြီငါသားလေးသမီးကနှက်မှောင်လို့ငါသမီးကကိုလုံးကောကလှလို့သမီးကရွှေအောင်လေးနဲ့စက်ကပ်အကောင်းသားနဲ့ကွက်သားပင်အကောင်းသားနဲ့မိုက်နေပြီဆိုပြီးကျွန်တော်တို့ကဒီကောင်ငါးဘာသာဂုဏ်တူးပေါ့ဒီကောင်က40ဒီကောင်စက်မှုတဲ့တော့တက်နေတာလို့ကျွန်တော်တို့ကအပြင်ပမြင်ရတဲ့ဟာတွေပြုပြင်ပြီးတော့မှကျွန်တော်တို့လူငယ်လူရွယ်တွေရဲ့အနာဂတ်တွေကျွန်တော်တို့မပြင်ဘူးကျွန်တော်ထင်တယ်နော်ကြပြဖတ်တော့အပူပေါ့ဘုဒ္ဓတွေဖတ်တော့အပူပေါ့ဘုဒ္ဓရှင်ဖတ်တော့အပူပေါ့တချင်းနာထောင်စောက်ယူပေါ့မင်းစားလို့လားတချင်းနာထောင်လို့ဆန္ဒထုံညုံတချင်းရမင်းဆိုင်ကယ်စီတော့တန်မို့ရှိလို့လားလာကြပြီလေမင်းကြက်တီလေးအကောင်ကြီးကြပြလေးကခောက်ဆွဲကြော်တဲ့ဘွဲလောက်အာဟာရဖြစ်လို့လားသားရဲ့မင်းဘကြောင့်ဆိုင်အီးပေးတာလေးဖတ်တဲ့အခါကျတော့လေမင်းလက်ထဲဟဲချင်းတော့တန်လို့လားစသည်ဖြင့်ထင်ကျွန်တော်လူမျိုးတွေဘာဖြစ်မလဲတိဆန်အဆင့်ကျွန်တော်တို့ပြင်ပဗိထားတာပြင်ထားပြီးစိတ်ကိုမပြင်ထားလို့ဖြစ်မှာပေါ့ကဘာသူကဘာသားအားလုံးကစိတ်ကိုပြင်ထားပြီးသားကျွန်တော်တို့အားလုံးကိုထင်သေးတယ်ဂျပန်ကစင်ကာပူကစလူရိုင်းနေလို့ပြောနေတာကျွန်တော်စိတ်ကိုပြောနေတာကျွန်တော်ဟိုတလောကမြကြီးနားသွားတော့မိုးညင်းကချင်မလေးကတယောက်နဲ့တွေ့အဲ့ကချင်မလေးကငယ်ငယ်တုန်းကဂျပန်သွားလေကျွန်တော်လွန်ရင်ဖြတ်ပြောပြရစီမိသားစုဖလှယ်တဲ့အစီအစဉ်ဂျပန်မတွေကမွေးစားအိမ်ထဲကိုဖြတ်ဝင်လာနှင်းစီပန်းကိုခူးခါထောက်ကြည့်နေတယ်ဘာလို့လဲကျမနှင်းစီပန်းလေးကိုချစ်လို့ညံ့နိုးလို့တခွန်းနဲ့ပြောတယ်ညံ့နိုးရင်ချစ်ရင်မခူးအောင်မသိဘူးလားလို့မိုးညင်းမျိုးသူလေကျွန်တော်နဲ့တဲ့ရတွေ့ရတာဆရာဦးသားချိုကျွန်မပထမသူတို့စိတ်ဆိုးသွားတယ်နောက်မှဆက်ပြောတယ်နင်တို့ဗမာတွေစောက်ကြည့်အဲ့တိုင်းပဲလို့ပြောတယ်နင်တို့မှမျက်နှိုးတွေ့တာတတ်တဲ့စိတ်မရှိဘူးပန်းကိုကြိုက်ရင်ဈေးမှာဝယ်ပါလားအလှစိုက်ထားတဲ့ပန်းကိုဘာလို့ခူးတာလဲနင်တို့ကပန်းပွင့်လေးတွေတစ်ပင်လေးတွေတောတွေတောင်တွေမြစ်တွေချောင်းတွေနင်တို့တောင်းမထားဘူးလို့ပြောတယ်နင်တို့လည်းရောင်းစားဖို့ကြံတဲ့လူမျိုးတွေဟာမြန်မာအလင်းသတင်းစာကိုအကိုတို့မယုံရင်လှန်ဖတ်လိုက်မှတ်လားကျွန်တော်ညွှန်းလိုက်မယ်တိတ်မကြသေးဘူးမှတ်လားကျွန်တော်လည်းဖတ်တယ်သတင်းကောင်းတဲ့တစ်ခုတွေ့တယ်ဂျပန်နိုင်ငံ၌ချယ်ရီပန်းပွင့်ပြီဟာဘာလေးကျွန်တော်ဖတ်တာယခုနှစ်ဂျပန်နိုင်ငံတဝန်းလုံး၌ချယ်ရီပန်းပွင့်သောနေ့အဖြစ်ဂျပန်နိုင်ငံမိုးလေဝသနဲ့ဇလဗေဒဌာနမှတနိုင်ငံလုံးလို့ထုတ်ပြန်လိုက်သည်ဟာသူသတင်းစာမတ်လ21ရက်နေ့တွင်ဂျပန်နိုင်ငံတဝန်း၌ချယ်ရီပန်းပွင့်ပြီဂျပန်နိုင်ငံသူနိုင်ငံသားအားလုံးအလို့များကိုအနာအားလိုက်ရယူပြီးကျောင်းဆရာရောဝင်ရုံးနေရောချယ်ရီပန်းများကိုအမှတ်တရကြည့်ကြပါစို့ပုံဂျပန်အစိုးရဟာလူတွေအားလုံးပန်းညံတွေထွက်ပြီးခလေးလေးတွေကစမွေးဘွားအိမ်လေးတွေနဲ့ရင်းကုတ်ကလေးတွေနဲ့ခေါင်းဆောင်လေးတွေနဲ့ခြေကလေးတွေနဲ့တယ်လီဗီရှင်းမှာကြည့်တာကြိုမြို့တော်မှာတသိန်းထွက်လာတယ်တဲ့ကိုတို့အစိုးရကကြေညာပေးတာနော်ပန်းပွင့်တာကိုမိုးလေဝသနဲ့ဇလဗေဒဌာနမတ်လာကသတင်းစာကိုလှမ်းလိုက်မတွေ့ကျွန်တော်အသက်ခံတယ်ကျွန်တော်လိန်ပြောနေတာမဟုတ်ဘူးကျွန်တော်ချင်းတန်းနဲ့မိုက်ပတ်ကွာဒီနိုင်ငံသားတွေနေသွားတဲ့သမိုင်းပါမောက္ခဒေါက်တာတန်းထွန်းဆရာသိပါလေကျွန်တော်မေးကြည့်ဘူးတဲ့ဂျပန်လူမျိုးတွေကဘာကြော်သွားတဲ့ဟာတဲ့သူတို့စိတ်အခြေခံစိတ်တရားရှိတယ်တဲ့ကဘာကိုလွှမ်းသွားတဲ့ဂျပန်စိတ်ကတရားရှိတယ်တဲ့တစ်ကတော့အဲ့လိုပဲတဘာဝပတ်ဝန်းကျင်ညံ့လို့တာတဲ့အစိုးရနေပြီးကိုတိုင်းပြည်ကိုချစ်ကြလို့မပြောဘူးတဲ့ပန်းပွင့်နေကြညာလိုက်တယ်ကလေးတွေကလာပြီးတော့မိဘတွေနဲ့ဖြာလေးတွေခင်းပြီးတော့မှကြည့်ကြတာတဲ့မမေကြီးချစ်ကြလေးနော်
မမေချယ်ရီပေါင်းလေးပွင့်ပြီးနော်တမီးတို့နိုင်ငံမှာမမေလှလိုက်တော့မမေအေးတမီးမချစ်ဘူးတော့အော်မမေရောလှလို့ဘာနေတောင်းပွင့်နေတာဘူးအဖေကလည်းဖေကစာကေးရက်လေးတောက်လို့အမေကရေချမ်းလေးတွေနဲ့တူကြီးဟိုတရုတ်ရေချမ်းခွက်လေးတွေနဲ့ခောက်ဆွဲလေးစားလို့ခောက်ကိုကျွန်တော်ဂျပန်ခောက်ဆွဲလေးတွေနဲ့တမီးမလှဘူးလားမမေရောလှလိုက်တော့ချယ်ရီပေါင်းနေတမီးတို့နိုင်ငံတိုတိုတက်ကတူကြီးရလေတိုတိုပန်းညံကြီးရတမီးမချစ်ဘူးလားပြစ်တော့ပေါ့တမီးဖေဖေတို့နိုင်ငံကြီးမလှဘူးလားတမီးတို့နိုင်ငံကြီးကလှတမီးတို့ဂျပန်နိုင်ငံတမီးကချစ်တော့ကျွန်တော်ချစ်ရင်လည်းမျက်ရည်ဝဲတယ်မင်းတို့တိုင်းပြည်ချစ်ကြကွာလို့တခုမှမပြောဘူးပန်းလေးတွေနဲ့အခုဂျပန်တော့ဟိနာလို့ခေါ်တယ် HN ဟိနာပန်းပွင့်တော့ရာဒီကိုဖက်ကြီးဒေါက်တာတန်းထွန်းရေးတဲ့ဂျပန်ဖုတ်တရားကိုဖက်ကြည့်လိုက်ကျွန်တော်စောက်ကိုညှိုးပေးနေတာဂျပန်ဖုတ်တရားဂျပန်တွေကိုကဘာကျော်လူမျိုးဖြစ်အောင်လုပ်တဲ့အချက်တရားရှိတယ်တစ်ကအဲ့ဒါလေးသူတို့တောက်သူတို့ချောင်းသူတို့မြင့်ပြမထည့်ရင်သိသွားမယ်အဲ့စိတ်ဟာဒီစိတ်ကိုပြီးတာဒီမလုပ်နဲ့ပမာမလေးကကချင်မလေးကဂျပန်နိုင်ငံသွားလေနေနှင်းစီပန်ဖြတ်ခူးတဲ့အခါကျတော့အဲ့လိုလုပ်တဲ့အခါကျတော့နင်တို့လူမျိုးကဒါလားပြောတာကျွန်တော်သမီးစိတ်မဆိုးတော့ဆရာကြီးသမီးသိသွားပါပြီသမီးတို့မျက်နှာတွေ့တာတတ်တဲ့စိတ်တွေလေမရှိဘူးလားမသိဘူးကျွန်တော်အဲ့လိုခေါ်မတဲ့လူမျိုးအဲ့လိုစိတ်တွေပေါ်လာအောင်ကျွန်တော်တို့ကအမိန်ဩဇာတွေနဲ့မရဘူးလေတတ်နဲ့မရဘူးလေဆရာချီဦးညိုခဏခဏဆိုတဲ့ဟိုတော့ရန်နိုင်စိန်ရေးပြီးတော့မေလှမြိုင်ဆိုတဲ့ချင်းလို့ပေါ့ဗျာကျွတ်ကြော်တန်းအဲ့တဲ့ချင်းလို့ပဲကျွန်တော်တို့တတ်နဲ့မရဘူးပြည်တော်စုကိုပြည်တော်စုကိုဘာနိုင်ငံကြီးပေါ့အသက်ပေးလို့ဖြင့်ကာကွယ်မဲ့သူတွေဘိုးဘွားအငွေနှစ်မှုချစ်မြတ်နို့တဲ့လေဒါတို့ပြေဒါတို့မြေကျွတ်ကြော်တန်းကြီးမြည်ဟိခိုင်မာနေမေလှမြိုင်နော်ဘုကြောင့်ဆန်တည်တော်တချင်းဆိုရလူအာသာနီးဆိုရမိမကြီးပဲရေးတာရန်နိုင်စိန်လေပြည်တော်စုကိုပြည်တော်စုကိုအသက်ပေးလို့ဖြင့်ကာကွယ်မဲ့သူတွေတတ်မတော်ကျွန်တော်မေးမယ်ရေးတာကြည့်တာကျွန်တော်မေးမှာလားဘိုးဘွားအငွေနှစ်မှုချစ်မြတ်နို့တဲ့လေဒါတို့ပြေဒါတို့မြေကျွတ်ကြော်တန်းကြီးမြည်ဟိခိုင်မာနေတို့ပြည်တို့နိုင်ငံကောင်းမယ်ဆိုကျွတ်ကြော်တန်းတော့အကျေကြီးပဲဆက်မေးတဲ့တချင်းကမေးပါရစေတော့မောင်တွေမယ်တွေဘဲပုံပဲနီးနဲ့ကာကွယ်ကြမှာလေကဲဘယ်လိုကာကွယ်မလဲအေးရမြင့်ကိုပိတ်မယ်လက်စေရမယ်ဟိုရောင်းမယ်တတ်တဲ့ကာလို့မရဘူးပါပြီခင်ဗျားတို့ပတ်စံနဲ့လောက်တာမရနိုင်ပါဘူးရှမ်းပြည်ကိုတက်လိုက်လားရှိုးကိုကြောလိုက်မူဆယ်ကိုကြောလိုက်ပတ်စံတစ်ထောင်ပေးလိုက်နေဆက်ချက်ကြောခွင့်လက်မှတ်လေးကိုလှုပ်လိုက်ကျေကောင်ထဲကိုဝင်လိုက်ကိုတို့မောင်တော်တို့ဖြီးနေရောက်လို့ပြောနေတာတက်ပြင်းနဲ့တန်းလို့ခေပင်ကြီးတွေကုတ်ကုတ်ပင်ကြီးတွေတန်းလို့ညောင်ပင်ကြီးတွေတန်းလို့ကျွန်တော်အားသိရတယ်စာရေးဆရာကြီးနဲ့ကျွန်တော် OBJ ပါပါတယ်ဟာ OBJ တရုတ်ပြည်ကစိတ်ဆိုနေပါလားဘယ်လောက်နဲ့ဝယ်တာလဲခင်ဗျခေပင်လေးတွေမုံရွာဝယ်လာတပင်သိန်းစိတ်တလောက်ညောင်မြင်မတော့ပြရလဲသိန်း100ဂိုင်းတွေကတော့ဖြတ်ထားတော့သိတာပါလေဘာကြောင့်လဲကားနဲ့တင်းတဲ့ခါဂိုင်းတွေပိုင်ကျင်းလို့မရဘူးလေကိုတို့ရဟုတ်တယ်နော်ဂိုင်းတွေဖြတ်တဲ့ခါကျတော့ကားပေါ်လှည့်တင်လို့ရတာဘူးတန်းစီစိုက်ထားတယ်အကိုတို့10လမ်းမဲ့လှမ်းလိုက်မူဆယ်ဂိတ်ကနေအကိုတို့အထက်ကို10လမ်းမဲ့လှမ်းလိုက်ကိုတို့တွေ့နေရပြီဟာလမ်းကြီးတွေကညှို့စိမ့်ကျွန်တော်တရုတ်တွေမြင်ရတယ်ဘာဖြစ်လို့သိန်းစိတ်သိန်း100ပြေးဝယ်တာလဲတခွန်းနဲ့ပြောတယ်မစောင့်နိုင်ဘူးမင်းတို့ခေပင်တလောက်ကြီးလာကိုနှစ်စိတ်စောင့်ရတယ်ညောင်မင်းက200စောင့်ရတယ်မောင်သားချုံမြောက်ကလေးအရှိမစိုက်ထားတဲ့ခေပင်လေးက9နှစ်ရှိပြီတော့ပဲရှိသေးတယ်လေကိုဒါတော့ဆို10နှစ်15နှစ်စောင့်အောင်တို့ကချက်ချင်းစိမ့်နေတာကဲတို့ကခွတ်ချက်ချင်းစိမ့်နေတာတို့ပတ်စံပြေးဝယ်တယ်သူတို့မတရားမလုပ်ပါဘူးအပြစ်လို့မရဘူးသူကြိုက်ပြေးဝယ်တာလေဒါဘလောက်လဲအစိတ်လေးပင်ကျလိုက်သိန်း100ရောက်ပြင်ပါလားဝယ်သွားကြငွေနဲ့ပေါက်ဝယ်တာတနတ်တွေနဲ့ကာဝယ်ထားလို့ရလားမြန်မာတက်မှာတော့မရဘူးဝယ်သွားပြီလေငါတို့ပါသွားပြီလေကဲပေးလိုက်လေကဲမရနိုင်ဘူး